ဂျိုင်းမဲတာကိုမကြိုက်ဘူးဂျိုင်းကိုတဘာဝနီးနဲ့ဖြူချင်ပါတယ်ဆိုတော့ကိုရဲမမတွေကောင်းမလေးတွေရှိတာတဘာဝနီးကိုပြပြပေးမယ်ဆမ်မစ်တူရဲ့ဒါဂျိုင်းဒီဂျိုင်းအားကြတော့အခုဆမ်မစ်တူဘာလုပ်ထားရလဲဆိုတော့တဘာဝအနီးနဲ့ပေါင်းတင်ထားတာဆမ်မစ်တူဒီဟာကို10မိနစ်ထားမှာဘာနဲ့ပေါင်းတင်ထားတာလဲဆိုတော့ဒီ Vaseline နဲ့ဒီမှာတကြားထုံနဲ့အဲ့ဒီဟာနှစ်ခုကိုရောပြီးတော့ဒီမှာပေါင်းတင်ထားတာမတွေ့ရနော်မတွေ့လားဒီနားဆိုရင်ဆမ်မစ်တူလေးကိုဝက်ဆင်လောက်တော့လေခဏညိုသွားတာအဲ့ဒါနေလောင်သွားတာပေါ့ဝက်ဆင်လောက်တာလောင်သွားတာအဲ့ဒီဟာကိုတဘာဝအနေနဲ့ပေါင်းတင်ထားတဲ့ရေဆေးချမယ်အခုရေချိုးလိုက်အောင်မယ်ရေချိုးပြီးရင်ပြန်လာပြမယ်အခုရေချိုးပြီးသွားပြီဆေးချပြီးသွားပြီအခြေအနေမကြည့်ဝင်းပြီးတော့ဣသွားတယ်မတွေ့လားဒီဟာဆိုရင်ဆမ်မစ်တူရှိမှမဲနေတာကြံသေးတယ်ဒါဝက်ဆင်လောက်တော့လေလောင်သွားတဲ့ဟာဒီမကြည့်အဲ့ဒီလိုမျိုးလေးနည်းနည်းလေးမဲနေရချန်သေးတယ်အဲ့ဒီဟာကိုဆမ်မစ်တူကိုတေချာလေးစမ်းတက်ကြမယ်တပတ်ကို2ခါလုပ်မယ်ဒီဟာလေးနဲ့ပဲပြီးရင်နောက်တစ်ခုကကြတော့ဖြူဖို့အတွက်ဂျိုင်းဖြူဖို့အတွက်အခုဆမ်မစ်တူတို့ဒါဆိုရင် secret type ကအနေထားပေါ့နော် body lotion လိမ့်မယ် body lotion ကိုဒီမှာအဲ့လိုလိမ့်တဲ့အခါမှာဒီဂျိုင်းအသားထဲကိုစိတ်ဝင်အောင်လိမ့်ပေးဒီဟာလေးကိုလေ9မိနစ်လောက်တေးချာလေးပုတ်ပေးမကြည့်အဲ့ဒီလိုမျိုးအာနီတင်မျိုးကိုရတယ်ဂျိုင်းဖြူစင်တဲ့ကောက်မလေးတွေဂျိုင်းဖြတ်ဝစ်ထားပြီးတော့ကွာဂျိုင်းမဲနဲ့ကိုယ့်ကိုယုံကြည်မှုမရှိဘူးဆိုတဲ့ကောက်မလေးတွေဒါမျိုးလေးတေချာလုပ်တယ်ဒီ scrub တိုက်တာကိုတော့တစ်ပတ်မှာ2ချိန်လောက်တော့တိုက်ဒီ lotion ကိုတော့ရေချိုးပြီးတိုင်းပုံမှန်ဂျိုင်းကိုအဲ့လိုမျိုးတေးချာလေးပုတ်ခဲ့ပြီးတော့လိမ့်ပေးပါဒါဆိုရင်ဂျိုင်းဖြူလာဖို့အတွက်ပို့ပြီးတော့ထိရောက်တဲ့အာနီတင်ကိုရပါတယ်ဂျိုင်းမဲနေလို့ဂျိုင်းမဲကြီးဖြစ်နေတယ်ပြီးရင်ဒီဂုတ်တွေမဲနေတယ်ဒေါင်စစ်တွေမဲနေတယ်နောက်တစ်ခုကကြတော့ဒီခြေထောက်တွေဘာတွေဆိုလို့ရှိရင်တိတဖြူလာစေမယ်ဟာမျိုးလေးပါအခုဆမ်မစ်တူရှိမှာဒီလိုမျိုးလေးတစုံဆမ်မစ်တူကလက်ဆောင်ထည့်ပေးမယ်ဒါဆိုလို့ရှိရင်4ပတ်လောက်တစ်လစာလောက်တော့တေချာသုံးလို့ရတယ်ဒီမှာဒီဟာလေးတပူးဝယ်တိုင်းဒီ lotion ကိုမှဒီလိုဟာမျိုးလေးလည်းရှိမယ်ပြီးသွားလို့ရှိရင်ပန်းရောင်ဘူးလေးလည်းရှိမယ်ဒီလိုပန်းရောင်ဘူးလေးနဲ့ဒီလိုအပြာဘူးလေးတပူးဝယ်တဲ့လူတိုင်းကိုဆမ်မစ်တူကဒီလိုမျိုးလေးတစုံစီလက်ဆောင်ထည့်ပေးပါမယ်အဲ့ဒါကအများကြီးမရဘူး25ဦးပဲရပါမယ်25ဦးကိုဆမ်မစ်တူဒါတပူးဝယ်တဲ့သူတိုင်းကိုလက်ဆောင်ထည့်ပေးပါမယ်ရှင်